ထိုမျိုးသမီးသည်သူမ၏ပထွေးကသူမအပေါ်မယိုးသားသောရွယ်ချက်များရှိနေသည်ကိုသိလိုက်ရသဖြင့်ထိတ်လန့်တုန်လှုပ်သွားခဲ့သည်သူသည်သူမ၏အခန်းထဲသို့ဝင်လာပြီးနောက်တကားကိုချက်ချင်းပင်ချက်ထိုးပိတ်လိုက်သည်အမျိုးသမီးငယ်လေးစိတ်ပြအားငယ်နေချိန်မှာပင်သူမ၏မိခင်ကတကားကိုလာခောက်ပြီးဘာလုပ်နေလဲဟုမေးမြန်းခဲ့သည်ထို့ကြောင့်ပထွေးဖြစ်သူမှာတကားကိုပြန်ဖွင့်ပေးရန်မှတပါအခြားရွေးချယ်စရာမရှိခဲ့ပေမိခင်ဖြစ်သူအခန်းထဲသို့ဝင်လာသောအခါထိုမျိုးသမီးကမိခင်နှင့်တီးတန့်စကားပြောစရာရှိသည်ဟုလျင်မြန်စွာပြောလိုက်သဖြင့်ပထွေးဖြစ်သူမှာသူမကမိမိ၏လုပ်ရက်များကိုဖွင့်ချလိုက်မည်ကိုစိုးရိမ်သွားသည်ထို့ကြောင့်ပထွေးကအကျိုးဆက်ကိုတွေးတောဆင်ခြင်ရန်သူမကိုတတိပေးပြီးအခန်းထဲမှထွက်သွားခဲ့သည်တေချာစဉ်းစားပြီးနောက်ထိုမျိုးသမီးသည်သူမ၏မိခင်ကိုအမှန်တရားအလုံးပြောပြရန်ဆုံးဖြတ်လိုက်တော့လဲမိခင်ဖြစ်သူကရုတ်တရက်အော့အန်ကသူမတွင်ကိုယ်ဝင်ရှိနေပြီဖြစ်ကြောင်းဖွင့်ဟခဲ့သည်ထိုသတင်းကြောင့်အမျိုးသမီးငယ်လေးမှာချက်ချင်းပင်ဘာလို့ရမှန်းမသိဖြစ်သွားခဲ့ရသည်အမှန်တရားကိုပြောပြလိုက်ပါကမိခင်ကိုထိခိုက်နာကျင်စေမိကိုစိုးရိမ်သဖြင့်သူမစိတ်နေရန်သာရွေးချယ်လိုက်သည်သူမ၏အရင်နှီးဆုံးတငယ်ချင်းကထိုအခြေအနေကိုသိရှိသွားပြီးနောက်အမျိုးသမီးအားအိမ်မချက်ချင်းပြောင်းရွှေ့ရန်တိုက်တွန်းခဲ့သည်သို့သောသူမ၏မိခင်ကသူမအားအိမ်မထွက်ခွာခွင့်ကိုမိသည့်အခါမျှသဘောတူမည်မဟုတ်ကြောင်းအမျိုးသမီးကပြောပြခဲ့သည်ထို့ကြောင့်သူမ၏တငယ်ချင်းကအကြံတစ်ခုထုတ်ပေးခဲ့သည်အိမ်အောင်ပြုလိုက်ရုံဖြင့်အိမ်မထွက်ခွာပြီးခင်မုန်းဖြစ်သူနှင့်အတူတွားရောက်နေထိုင်နိုင်မည်ဖြစ်သည်တငယ်ချင်းဖြစ်သူကသူမအတွက်တင့်တော်မီမျက်မမြင်ချင်းတွေ့ပွဲတစ်ခုကိုရှာဖွေပေးမည်ဟုယုံကြည်သဖြင့်ထိုမျိုးသမီးကအစီအစဉ်ကိုသဘောတူလိုက်သည်မကြာမီအချိန်၌ပင်သူမသည်တငယ်ချင်းဖြစ်သူပြောထားသောစားတောက်ဆိုင်သို့ရောက်ရှိလာခဲ့သည်ထိုနေရာတွင်အစိမ်းရောင်ကလပ်တိုင်ဝတ်ဆင်ထားသည့်အမျိုးသားတဦးကိုသူမချက်ချင်းသတိပြုမိသွားသည်သူမကထိုမျိုးသားထံသို့ချက်ချင်းလျှောက်သွားပြီးမိမိကိုမိတ်ဆက်ကအကယ်၍သူကသူမကိုသဘောကျပါကအမြန်ဆုံးလက်ထပ်လိုကြောင်းပြောဆိုခဲ့သည်သူမ၏တောင်းဆိုချက်ကိုသိရှိပြီးနောက်ထိုမျိုးသားသည်သူမကိုလက်ထပ်စာချုပ်ဆိုရန်တိုက်ရိုက်ခေါ်ဆောင်သွားခဲ့သည်ထို့ကြောင့်သူတို့နှစ်ဦးမှာဇနီးမောင်နှံဖြစ်သွားကြသည်သို့သောသူမ၏တငယ်ချင်းကသူတို့၏လက်ထပ်စာချုပ်ကိုမြင်လိုက်ရသောအခါအလွန်အံ့အားသင့်သွားပြီးထိုမျိုးသားမှာသူမ၏ဦးလေးဖြစ်ကြောင်းအမျိုးသမီးကိုပြောပြခဲ့သည်ထိုအခါမှသာသူမသည်မိမိ၏မျက်မမြင်ချင်းတွေ့မိသူကိုလူမာသွားခဲ့ကြောင်းသဘောပေါက်သွားတော့သည်တငယ်ချင်းဖြစ်သူကသူမ၏ဦးလေးမှာအေးဆက်ဆက်နိုင်လာသူဖြစ်သဖြင့်စိတ်ထဲမထားရန်မျှော်လင့်ကြောင်းပြောခဲ့သည်သို့သောထိုမျိုးသမီးအတွက်မူပထွေးနေထိုင်သည့်အိမ်သို့ပြန်ရသည့်ထက်စာလျှင်ထိုမျိုးသားနှင့်အတူနေရခြင်းကပို၍တာလွန်နေသေးသည်